မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NUG PDF ပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမယ်လို့စစ်ကောင်စီငိမ့်ကော်ဥက္ကဋ္ဌပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည်ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ24ရက်နေ့မှ26ရက်နေ့ထိနေပြည်တော်မှာပြုလုပ်ခဲ့တဲ့2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့မှာ၎င်းကထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တဲ့အကြောင်းဆွေးနွေးပွဲမှာပါဝင်တက်ရောက်ခဲ့သူတောက်ကပြန်လည်ပြောပြခြင်းဖြစ်ပါတယ်။မြည်သည့်အဖွဲ့မဆိုဘယ်အဖွဲ့ပဲဖြစ်ဖြစ်ဆွေးနွေးမယ်ကြိုတင်သတ်မှတ်ချက်မထားကြနဲ့လာသာလာခဲ့တကယ်လို့ရှိရင်လည်းအဲ့ဒါကိုစဆွေးနွေးမယ်နေရာမရွေးဆွေးနွေးဖို့အသင့်ရှိတယ်လို့စစ်ကောင်စီငိမ့်ကော်ဥက္ကဋ္ဌကပြောပါတယ်။ဒါပေမဲ့ NUG ဘက်ကတော့အယုံကြည်မရှိဖြစ်နေပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေတယ်လို့အဆိုပါပွဲတက်ရောက်ခဲ့သူကပြောပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ကနိုင်ငံရေးဥတီချက်6ရက်ရှိပြီးသားဖြစ်တယ်။အဲ့ဒီဟာကကန့်သက်ချက်တွေဘာတွေပြောနေစရာမလိုဘူး။ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုတွေအထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိပ်စက်ပြုမှုနေတဲ့အစိုးတန်တွေကလည်းနေတာကိုရှက်တန့်ဖို့အင်မတန်မှအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒီအချက်တွေကတကယ်အခြေခံမဖြစ်မနေတိုင်းပြည်ကိုခစ်ပြောင်းစနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ဒီအချက်တွေနဲ့ကိုက်ညီမှာဖြစ်မယ်ဆိုတဲ့သဘောနဲ့ဥတီချက်6ရက်ကိုအတီအလင်းကြီးညာထားတာဖြစ်တယ်ဒီအချက်တွေပေါ်မှာအခြေခံပြီးမှတာလင်းစကားပြောမယ်ဆိုတဲ့ကိစ္စရပ်တွေကဖြစ်ဖို့ရှိပါမယ်လို့ပြောပါတယ်ဒါပေမဲ့စစ်ကောင်စီအနေနဲ့လက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့ပြောဆိုရုံနဲ့မရဘဲလက်ရှိစစ်တပ်ကလှုပ်ဆောင်နေတဲ့လိရင်နဲ့ပုံကျဲခြင်းအချက်သားပြည်သူများကိုပြစ်မှတ်ထားပြီးတပ်ဖြတ်မှုတွေကိုရှက်တန်းကရပ်ဖို့နဲ့နိုင်ငံအရေးအကျဉ်းသားများကိုလွတ်ပေးဖို့လိုအပ်ကြောင်းပြောင်းလဲမှုလိုလားတဲ့စိတ်ဆန္ဒတွေကိုပြသခြင်းမရှိပါကတော်လိုင်းအင်အားစုတွေကလက်ခံဆွေးနွေးမှာမဟုတ်ကြောင်းဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါရယ်ဒါအပြင်အညာဒေသမကွေးနဲ့စကိုင်းတိုင်းတွင်ရှိပြည်သူတွေကာကွယ်ရေးတပ်ဖွဲ့တချို့ကအဲ့ဒီလိုဆွေးနွေးမှာလို့ပြောဆိုခြင်းနဲ့ပတ်သက်ပြီးအယုံကြည်မရှိကြောင်းမှတ်ချက်ပေးကြပါရယ်သူတို့ကတော့ခုမှဒီစကားကိုပြောတာမဟုတ်ပါဘူးတခြားလုံးအဲ့ဒီစကားကိုသုံးလာတာမို့ဘာမှတော့အရေးမကြီးပါဘူးလို့မကွေးတိုင်းမြိုင်နဲ့ပေါက်ဒေသရှင်ကာကွယ်ရေးတပ်များစုပေါင်းဖွဲ့စည်းထားတဲ့အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တပန် NUG PDF နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ထင်မြင်ယူဆချက်တွေကို၎င်းကအချက်၄ချက်နဲ့ထောက်ပြပြောဆိုပါရယ်တဲ့အချက်ကမခံချိမခံနိုင်ဘူးနှစ်အချက် NUG PDF ကအာဏာသိမ်းပြီးနောက်မှတအားအားကောင်းလာတော့အရန်ကိုမုံတီးမှု၃အချက်ကအမေစုရဲ့ NND 100%ဆက်ဆက်နေမှု၄အချက်ကပြည်သူထောက်ခံမှုကို100%ရထားလို့ဒီအချက်တွေကစားခတွေတအားကိုမုံတီးပြီးမနာလို့ဖြစ်စေတယ်ဒါကြောင့်ဒီဖွဲ့တွေကိုနောက်ဆုံးသူတို့လုံးလုံးရှုံးမှသာထွက်ပေါက်ဖြစ်လက်ဆွဲလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းတယ်လို့၎င်းကပြောပါတယ်မလနောက်ဆုံးဘက်ကပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းစစ်ကောင်စီခန့်ငြိမ်းကော်ဥက္ကဋ္ဌကျွန်တော်တို့ကဘာသတ်မှတ်ချက်မှမရှိဘူးတန်တဲ့ဖွဲ့စည်းတွေကသတ်မှတ်ချက်တွေရှိတယ်တမတော်ကနိုင်ငံရေးကထွက်မှတို့တမတော်ကိုဖျက်မှတို့ယာယီအစိုးရဖွဲ့မှတို့စသဖြင့်ဒီလိုမျိုးကန့်သက်ချက်တွေအဲ့ဒါတွေရှိမှလာဆွေးနွေးမယ်ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ပေးထားတယ်လို့ပြောကြားခဲ့တဲ့အကြောင်းစစ်ကောင်စီအတွက်ဝါဒဖြန့်သတင်းဌာနတွေရဲ့ Telegram တွေမှာဖော်ပြထားတဲ့ဗီဒီယိုတွေရသိရပါတယ်။လက်ရှိလက်နက်ကင်တိုက်ပွဲ၄နှစ်နီးပါးကာလအတွင်းစစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေမြေ၄ပုံတပုံတောင်မရှိတော့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိနာက2025မြန်မာနှစ်သစ်ကူးမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်အခု2025ခုနှစ်မှာကြီးမားတဲ့ဒေါ်လာရင်းအလှည့်ပြောင်းဖြစ်လာစေမယ့်နှစ်ပြည်သူလူထုအတွက်ဒေါ်လာရင်းအပိသက်အောင်ပွဲကိုယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်လာစေဖို့ဒေါ်လာရင်းအင်အားစုများကြိုးပမ်းရမယ်လို့ရှာယီသမ္မတကပြောပါတယ်ဒုတိယဗိုလ်ချုပ်ကြီးရာပြည်ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NFPNC ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာနဲ့အခုနှစ်ဇန်နဝါရီတို့မှာနှစ်ကြိမ်အထိမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တရုတ်နိုင်ငံကူမင်းမြို့မှာဆွေးနွေးခဲ့ပါတယ်အဲဒီနောက်တရုတ်ဖိအားကြောင့် MNDAA အနေနဲ့ပြီးခဲ့တဲ့နှစ်ဇူလိုင်25ရက်နေ့ကသိမ်းပိုက်ခဲ့တဲ့လာရှိုးမြို့မှာအခုနှစ်ဧပြီလအတွင်းပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်ပါတယ်။အလားတူ NFPNC ကမြောက်ပိုင်းမဟာမိတ်ညီနောင်ဖွဲ့ဖြစ်တဲ့တောင်မျိုးသားတပ်မတော် TNLA နဲ့အခုနှစ်ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့တော့လည်းမအောင်မြင်ခဲ့ပါဘူး။အခုဧပြီလအတွင်းနှစ်ဖွဲ့ထပ်မံတွေ့ဆုံရရှိတယ်လို့ PSLF TNLA ဘက်ကဖေဖော်ဝါရီဆွေးနွေးပွဲပြီးထုတ်ဖော်ပြောကြားထားတော့လည်းဧပြီ20ရက်နေ့ထိဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးဘူးလို့သိရပါတယ်။
နောက်ထပ်တစ်ပုတ်အနေနဲ့ကြိုက်ထီယိုတောင်ချိန်မှာဖမ်းဆီးရမိတဲ့ဖြူစောတိခေါင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်9ဦးကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူမယ်။ကြန့်ရှိတဲ့မိသားစုဝင်အလုံးကို PDF တပ်ဖွဲ့ကပြန်လွှတ်ပေးတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ကြိုက်တို့မြို့နယ်ကြိုက်ထီယိုတောင်ချေရှိကင်မွန်ကြောင်ကျေးရွာကရက်ချောင်းရှိတကွန်မှာဖမ်းဆီးရမိတဲ့ဖြူစောတိခေါင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်9ဦးကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူသွားမှာဖြစ်ကြောင်းအမှတ်29ဖြူဟာတာဝန်ခံရဲဘော်အေးမင်းထွန်းကသတင်းဌာနကိုပြောပါရယ်။ဧပြီလ15ရက်နေ့မှာကြိုက်တို့မြို့နယ်ကရက်ချောင်းရှိစားတောက်ဆိုင်တစ်ခုမှာတောက်စားမှုရင်းနေတဲ့ညောင်လေးပင်မြို့နယ်ပြူစောတိခေါင်းဆောင်ဦးလိုက်မင်းဒုတိယပြူစောတိခေါင်းဆောင်မဲကြီးအပါဝေးမိသားစုဝင်48ယောက်ကိုကြိုက်တို့မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အဲဒီလိုဖမ်းဆီးခံရသူများနဲ့ပြူစောတိခေါင်းဆောင်လှိုင်မင်းပြူစောတိဒုတိယခေါင်းဆောင်မဲကြီးပြူစောတိအဖွဲ့ဝင်မင်းမော်ဦးလှိုင်မင်းရဲ့သားကြော်ကြော်ဦးတိန်ထေးနဲ့လှိုင်မင်းရဲ့မိန်းမဖြစ်သူရှမင်းတို့ကိုဆက်လက်ဖမ်းဆီးထားကကြံမိသားစုဝင်များကိုဧပြီလ18ရက်နေ့မှာပြန်လွှတ်ပေးခဲ့ကြောင်းသိရပါရယ်။စစ်ကောင်စီထောက်ခံတဲ့ lobby သတင်းတွေကဝါရဖြန့်တယ်လို့မျိုးဖျားဘူးပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတာမျိုးမလုပ်ပါဘူး။အဲ့ဒီလိုအလောက်ကသူတို့ပဲလုပ်ကြတာပါကျွန်တော်တို့ကမတိကြမတိကြပဲဘာမှမလုပ်ဘူးသူတို့တောက်စားမှုရပြီးရေကူးနေကြတဲ့အချိန်မှာဖမ်းတာပါဖျားဘူးတဲ့အချိန်ဖမ်းတာမဟုတ်ပါဘူးအဓိကဖမ်းတာတော့ခေါင်းဆောင်လိုက်မြင်မှာသူနဲ့အတူဖြူဖွဲ့ဝင်၄ယောက်ပါပါတယ်ဒါပေမဲ့မိသားစုဝင်တွေရောပါလာတော့သူတို့မိသားစုရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးအားလုံးကိုလက်တလောခေါ်သွားတာပါမိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်ထားပြီးအခုတော့သူတို့မိသားစုကိုပြန်လွှတ်ပေးလိုက်ပါပြီလို့ရဲဘော်အေးမင်းထွန်းကပြောပါတယ်အဆိုပါဖမ်းဆီးထိန်းသိမ်းထားတဲ့ပြူစောထီတွေကအကြမ်းဖက်စစ်တပ်ရဲ့ခမာရ20တန်ရင်နဲ့ပူပေါင်းပြီးကျေးရွာများကိုမိရှို့ဖျက်ဆီးခြင်းပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းပြည်သူများကိုရရက်ဆက်ဆက်တပ်ဖြတ်ကအလောင်းဖြောက်ခြင်းပြည်သူပိုင်ပစ္စည်းများကိုရောင်းစားကခမာရ20တပ်ကိုပေးပို့ခြင်းညောင်လေးပင်မြို့နယ်စီမံကောင်စီပုံမှုနေလင်းနဲ့ပေါင်းပြီးလူငယ်များကိုဖမ်းဆီးပြီးခမာရ440တန်ရင်ထိုင်ဦးကိုပို့ဆောင်ခြင်းလူငယ်များနဲ့တူပါလာတဲ့ဆိုင်ကယ်များကိုရောင်းစားကပုံမှုနေလင်းနဲ့ခွဲဝေယူခြင်းတို့ကိုလှုပ်ဆောင်နေသူများဖြစ်ကြောင်းသိရပါတယ်ဖမ်းတဲ့အချိန်မှာပါလာတဲ့မိသားစုဝင်တွေကိုပြန်လွှတ်လို့ရပေမဲ့ဘသူကပြူစောတီဘသူကပြည်သူဆိုတာမသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တယ်။လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာစစ်ဆေးပေါ်ပေါက်ချက်ရခေါင်းဆောင်ကလှိုင်မင်းသူစနီမယာရမင်းအပါဝင်9ဦးအဲ့ဒါတွေကိုတော့လက်ရှိထိမ့်သိမ်းစစ်ဆေးနေဆဲဖြစ်တယ်။သူတို့နဲ့ဆိုင်တဲ့မိသားစုတွေကပြူစောတီဝင်တွေမဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ကတော့ပြည်သူလို့သတ်မှတ်လိုက်တဲ့အပြစ်ရှိတဲ့သူတော့အပြစ်ရှိတဲ့အတိုင်းဖော်ထုတ်ရေးယူသွားမှာဖြစ်တာပေါ့။ဒါကိုပြည်သူလူထုကိုချပြခြင်းဖြစ်ပါတယ်လို့ရဲဘော်အီမင်ထွန်းကဆက်လက်ပြောဆိုပါတယ်။ဒီလိုဆက်လက်ဖမ်းဆီးစစ်ဆေးနေတဲ့ဖြူစောတိဖွဲ့ဝင်များကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုဖော်ထုတ်ပြီးကျူးလွန်ထားတဲ့ပြစ်မှုတွေပေါ်မူတည်ပြီးထိရောက်တဲ့ပြည်ထံရရှိအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပါရယ်။သူတို့ကျူးလွန်တာတွေအများကြီးပါအသေးစိတ်ကိုပြည်သူတွေကိုချပြပေးသွားမှာပါ။အဲ့ဒီဖြူစောတိနဲ့မိသားစုဝင်တွေဖမ်းဆီးခံလိုက်ရတဲ့ကရက်ချောင်းရေတကွန်ကစစ်ကောင်စီတပ်တွေလုံခြုံရေးအပြည့်ယူထားတဲ့ကြိုက်ထီယိုတောင်ချိန်ကကင်းမွန်စကန်နဲ့မိုင်ဝက်ကြော်လောက်တာဝေးပြီးဆိုင်ကနေသွားရင်9မိနစ်ကျော်ဝန်းကျင်သာသွားလာရတဲ့နေရာဖြစ်တယ်လို့အမှတ်29ပြူဟာမှုရဲဘော်အေးမင်းထွန်းကပြောပါရယ်။ဆက်လက်ပြီးရေပြူမြို့နယ်မင်းသားရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများလို့လေရင်နဲ့ဘုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်တိုင်နဲ့မင်းသားကျေးရွာအုပ်စုအတွင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြလို့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းဒေသခံများနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များစီမံသိရပါတယ်။မင်းသားကျေးရွာအုပ်စုမှာဧပြီလ20ရက်မနက်၈နာရီခန့်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြတာကြောင့်လေရင်နဲ့ဘုံတီကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲကမနက်၈နာရီလောက်ကလေးကမင်းသားရွာနဲ့အနီးနားရွာတွေမှာဖြစ်နေတာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားတဲ့ဒေဆုံးနဲ့ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကိုလေကြီးရွာကရထားပူတာတွေမှာပုံထားတယ်လို့မျက်မြင်တွေ့ရှိခဲ့ရသူလေကြီးရွာဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။တိုင်ပွဲတွင်အထီနာတဲ့စစ်ကောင်စီတပ်ကဒီကနေ့နေ့လယ်တနင်္လာနေ့ကမင်းသားရွာဘက်ကိုလေရင်နဲ့ဘုံ3လုံးကျေးချရာမိုင်60ရွာအနောက်ဘက်ရာဘာချန်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ဒီကနေ့နေ့လယ်တနင်္လာနေ့လောက်မှာလေရင်ဘုံ3လုံးလာကျဲသွားတဲ့အဲ့ဒီလေရင်နဲ့လာကျဲတဲ့ဘုံတွေကရှာဖူးချင်းရွာအုပ်စုတွေကမိုင်60ရွာအနောက်ဘက်ရာဘာချန်နဲ့ကိုကြားတဲ့လူထိခိုက်မှုတော့မရှိဘူးလို့မိုင်60ရွာဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။ဒါအပြင်ကလင်အောင်အခြေဆိုင်စစ်ကောင်စီရဲ့ခလာရ280နဲ့တရင်ကလည်းမင်းသားရွာဘက်ကိုလက်နက်ကြီးနဲ့စက်တိုက်ပစ်ကူပေးနေပြီးမော်ရဝရီရှိတပ်ကလည်းလက်နက်ကြီးပစ်ကူပေးနေကြောင်းသိရပါတယ်။အခုညနေပိုင်းချိန်မှာတော့ပြစ်ခတ်တံများမကြားရပဲတိတ်ဆိတ်နေပြီးမင်းသားရွာထဲမှာမော်ရဝတီမှာစစ်ကောင်စီတပ်များရှိကြောင်းနဲ့ရောက်လာပြီးအင်အားတိုးမြင့်ချထားကြောင်းသိရပါတယ်။မင်းသားရွာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေရှိသလိုတော်လိုင်းပူးပေါင်းတပ်တွေကလည်းဒဏ်ရာရသူတပ်ဖွဲ့ဝင်6ဦးခန့်ရှိကြောင်းစစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။အဆိုပါတိုက်ပွဲကြောင့်မင်းသားကျေးရွာအုပ်စုအတွင်းရှိစင်ကူးရွာမင်းသားရွာလက်ကြီးရွာ
စင်စွယ်ရွာစိန်ပုံရွာစတဲ့ကျေးရွာများမှာဒေသခံပြည်သူများထွက်ပြေးစစ်ပေးရှောင်နေရကြောင်းဒေသခံတွေစီမံသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။